ဘာပေါ်မှာနျူကလ িয়ার ထက်တောင်ကြောက်ဖို့ကောင်းတဲ့လက်နက်တစ်ခုအင်အားကြီးပါတယ်ဆိုတဲ့နိုင်ငံတွေကတော့ကြောက်ရလို့စစ်ပွဲတွေမှာထုတ်မသုံးဖို့အတွက်သဘောတူထားရတဲ့လက်နက်တစ်ခုနောက်ပြီးတော့ဒီလက်နက်ဟာပောက်ကွဲစေတဲ့ပျက်စီးတွေနဲ့ခက်ခဲစွာဖန်တီးထားရတဲ့လက်နက်တစ်ခုမဟုတ်သလိုအသုံးပြုပြီးသွားရင်လည်းထိန်းချုပ်ရအရန်ခက်ခဲပါတယ်ဒီလက်နက်ကိုတော့ biological weapon တနည်းအားဖြင့်ဇီဝလက်နက်လို့ခေါ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒုတိယကမ္ဘာစစ်ကနေအခုအချိန်ထိစစ်ပွဲတွေမှာထုတ်မသုံးဖို့တားမြစ်ခံထားရတဲ့ဇီဝလက်နက်တွေဟာဘယ်လိုလက်နက်မျိုးတွေလဲဆိုတာကိုပြောပြပေးသွားပါမယ်တကယ်တော့ဇီဝလက်နက်ဆိုတာစစ်ပွဲတွေမှာယောဂပွဲတွေကိုစနစ်တကျဖန်တီးပြီးအကွက်ကြကြတက်ခိုက်တာကိုပြောတာပါဒီလိုဇီဝလက်နက်နဲ့တက်ခိုက်တာဟာကုန်ကျစရိတ်နေပြီးထိရောက်မှုကောင်းတယ်ဆိုပေမဲ့အလွယ်တကူမထင်ကျောင်းနိုင်တာကြောင့်အသုံးပြုသူတွေကပါကူးစက်နိုင်သလိုအချိန်အတော်အတွင်းမှာပဲတစ်ကမ္ဘာလုံးထိပြန့်နှံ့သွားနိုင်ပါတယ်ဇီဝလက်နက်လို့ပြောလိုက်တာနဲ့ဒုတိယကမ္ဘာစစ်မှာဂျပန်တွေသုံးခဲ့တဲ့ကျောင်းဝဲပွေရဇီဝလက်နက်တစ်ခုကိုလည်းချန်ထားခဲ့လို့မရပါဘူးဂျပန်တွေဟာပထမကမ္ဘာစစ်အပြီးဒုတိယကမ္ဘာစစ်မစတင်ခင်1930ခုနှစ်မှာဒုတိယကမ္ဘာစစ်အတွက်ကြိုတင်ကဇီဝလက်နက်တစ်ခုထုတ်လုပ်ရန်လှုပ်ဝက်အထူးအဖွဲ့ Unit 731 စခန်းကိုတရုတ်နိုင်ငံဟာဘဲနာမှာတိတ်တဆိတ်ဖွဲ့စည်းထားခဲ့ပါတယ် Unit 731 ကိုအဓိကဦးဆောင်သူကတော့ Shira Ashi ဆိုတဲ့သူပဲဖြစ်ပါတယ်ဒီ Unit 731 မှာထုတ်လုပ်တဲ့အဓိကဇီဝလက်နက်တွေကတော့ Blight, Sholia, Athras ဆိုတဲ့ယောဂတွေဖြစ်ပြီးအဓိကအသုံးပြုခဲ့တာကတော့စစ်လက်ရာစုတုန်းကဥရောပမှာလူသန်း80လောက်ကိုတည်ဆုံးစေခဲ့တဲ့ Blight ယောဂပဲဖြစ်ပါတယ် Unit 731 ဟာ Blight ယောဂဖန်တီးဖို့အတွက်တရုတ်ရဲသားများစွာကိုထုံစည်းမပေးဘဲခွင်းစိုက်တာယောဂတွေကိုတရက်ကူးဆက်စမ်းသပ်တာခန္ဓာကိုယ်ကိုအေးခေအောင်စမ်းသပ်တာနဲ့တွေးထုတ်ပြီးသေဆုံးမှုကိုစောင့်ကြည့်တာတွေကိုပြုလုပ်ပြီးရက်ဆက်စွာစမ်းသပ်ခဲ့ကြပါတယ်ပလိတ်ယောဂဆိုတာကတော့ကင်ဆာနဲ့နင်းနဲ့တူတဲ့ယောဂဖြစ်ပြီးလွန်စွာဖျားနာခေါင်းကိုက်အားအင်ခွန်ခန်းတာနဲ့အဖူးကြီးတွေထွက်တာအလျှော့မှာတော့အသားတွေမေးပြပြီးသွေးရုပ်စိမ့်တာတွေဖြစ်ကသေဆုံးစေပါတယ်အခုအချိန်မှာတော့ပလိတ်ယောဂဟာကြောက်စရာမကောင်းလို့ပေမဲ့သမိုင်းထင်းမှာတော့ကြောက်စရာအကောင်းဆုံးယောဂဖြစ်ခဲ့တယ်လို့ကြောက်စရာအကောင်းဆုံးဇီဝလက်နက်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။နေတဲ့အစာပေါင်းများစွာအပူချိန်နဲ့မျိုးဆက်ပြောက်စေတဲ့ radiation တွေနဲ့ဖန်တီးထားတဲ့ nuclear လိုမျက်စိတမဲ့အတွင်းမှာကြာကြာသွားလာအောင်မပြင်းထန်ပေမဲ့ဇီဝလက်နက်တွေကတော့လူတွေရဲ့အသက်ကိုအဆက်စွာနှုတ်ယူပြီးထိချုံမှုအားနေခဲ့ရင်တော့တစ်ကမ္ဘာလုံးထိကပ်ပဲဆက်သွားလောက်အောင်ပြင်းထန်စေပါတယ်။ဇီဝလက်နက်မသုံးဖို့ကိုပထမကမ္ဘာစစ်မှာကတည်းကတားမြစ်ခဲ့ကြပေမဲ့1945ဒုတိယကမ္ဘာစစ်အပြီး29နှစ်ကြာ1980နှစ်အရောက်မှာပဲတစ်ကမ္ဘာလုံးသဘောတူညီချက်နဲ့လုံးဝမရှိအောင်တင်းကျပ်စွာတားမြစ်ခဲ့ကြပါတယ်ဒီလောက်ဆိုရင်ဇီဝလက်နက်ဟာဘယ်လိုလက်နက်မျိုးလဲဆိုတာကိုသဘောပေါက်လောက်ပြီးထင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်